Hello everyone, welcome back to my channel. This video I want to share about the web developing, about the HTML and about the website. Okay ပါဒီနေ့ပေါ့နော် Emily နဲ့ web channel လေးပြန်လဲချိုးဆိုလိုက်ပါတယ်ဒီနေ့မှာဒီဗီဒီယိုမှာကြတော့ဘာအကြောင်းကိုပြောရမှာလဲဆိုတော့ပေါ့နော်ဒီ web developing နဲ့ပတ်သက်ပြီးတော့မှ HTML အကြောင်းကိုပြောရမယ်ပြီးလို့ရှိရင် HTML ရဲ့အရှိကောက်ကဘာလဲပြီးလို့ရှိရင်ကြတော့ဒီပေါ့နော် Emily ကိုနေ့စဉ်အသုံးပြုနေတဲ့ website မှာဘယ်နှမျိုးရှိလဲ www.com ဆိုပြီးတော့လည်းကြားဘူးကြမယ်လို့ထင်ပါတယ်အဲ့တော့ www.com ဆိုတာဘာလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ let's get started first ပေါ့နော်ပထမဆုံးအနေနဲ့ Emily ကနေပြီးတော့မှ Emily ရေးထားတဲ့ PowerPoint file လေးတစ်ခုပို့ပေးပါမယ်ရှင်Okay, Microsoft ထဲကဒီ PowerPoint နဲ့မှာပေါ့နော် Emily ဒီမှာ web design class ဆိုပြီးတော့ရေးထားပါတယ်အဲ့ရော Emily ကနေပြီးတော့ပေါ့နော်ဗာလေးရှင်းရသားမယ်ဆိုတာလိုက်ပြီးစောင့်ကြည့်ပေးကြပါဦးရှင်Okay ဆိုရင်တော့ရောက်လာပါပြီဒါကတော့ web design class ပေါ့နော်အခုကဒီနေ့ web design စပြီးတင်မှာဖြစ်တဲ့အတွက်တခြားလေးကိုလိုက်နာထောက်ပေးပါရှင်ဗီဒီယိုကိုလုံးဝ VPN လေးခံပြီးတော့လည်းကြည့်ပေးပါနော်အဲ့ရော web design class ပေါ့နော် web design class ဆိုတာကအခု Amazon ကြည့်နေတာ website ကဥပမာအနေနဲ့ food panda ကိုက hamburger စားနေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကြော်လေးစားနေတာပဲဖြစ်ဖြစ် food panda ကနေမှာလိုက်မယ်ဒါမှမဟုတ် lottery ကနေမှာလိုက်မယ်ဆိုလို့ရှိရင် Amazon ကဒီတိုင်းကမှာလိုက်တာဒါပေမဲ့သူ့ရဲ့အနောက်ကွယ်မှာအများကြီးကုတ်တီရေးရပါတယ်website တစ်ခုဖြစ်ပြီးတော့ကုတ်တီရေးရအဲ့တော့ကိုကဒီကုတ်ကိုစတင်လေ့လာရမယ်ဆိုလို့ရှိရင် if you want to make a website use a Visual Studio Code ဒီ Visual Studio Code ဆိုတာကိုအသုံးပြုပေးရမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီ Visual Studio Code ကို download လုပ်ပြီးလို့ရှိရင်တော့ Emily နဲ့တခြားလေးလိုက်ရထောက်ပေးပါရှင် Okay အဲ့တော့ဒါလေးကတော့ web design class မှာဆိုလို့ရှိရင်၃မျိုးခွဲထားပါတယ်အဲ့၃မျိုးပထမဆုံးအနေနဲ့ HTML ပေါ့နော် Hypertext Markup Language ပြီးရင် CSS ကကြတော့ Cascading Style Sheet JS JavaScript ကကြတော့ဒီပေါ့နော် JS ဆိုတာ JavaScript ကိုပြောတာဥပမာအနေနဲ့အဲ့ဒါတွေကိုအသေးစိတ်ပြောပြမယ်ဆိုရင် HTML Hypertext Markup Language ဆိုတာကဒီ skeleton တွေအယူစုတစ်ခုပဲရှိတယ်ကိုခန္ဓာကိုယ်မှာအယူစုပဲရှိတယ်အကယ်လို့လို့စားသည်မထမင်းစားမယ်ဆိုဘာမှမရှိဘူးဒီအသားကြီးမျက်လုံးကြီးမရှိဘဲနဲ့ကိုကမမြင်မဲနဲ့လုပ်လို့မရဘူးအဲ့တော့ CSS ကိုလိုလာပါပြီ HTML မှာအယူတွေရှိဖို့အရင်လိုအယူတွေပြည့်စုံဖို့အရင်လိုပဲပြီးတော့မှ CSS မျက်လုံးလေးစပယ်နဲ့နှာခေါင်းတွေသွားရည်သက်တွေအင်ဂျီတွေပေါင်းပြီးအဲ့လိုမျိုးထည့်ပြရတယ်ပေါ့နော်အဲ့ဒါကို CSS human လို့ခေါ်ပါတယ်ဒါကတော့ဥပမာအနေနဲ့ပေါ့နော်ဒါပေမဲ့ကိုကလူတစ်ယောက်တာဖြစ်နေတာကိုမှအုံနောက်မရှိဘာမှလုပ်လို့မရဘူးထမင်းနဲ့စားလို့မရဘူးရေလည်းတောက်လို့မရဘူးလူကရုပ်ထူလိုပဲနေနေရမှာအဲ့တော့ဒီပေါ့နော် human ဖြစ်လာပြီဆို brain ကလိုပါတယ်အဲ့ဒီ brain ကိုကြတော့ web developing အနေနဲ့ပေါ့နော် web developing language အနေနဲ့ဆိုရင်တော့ JS JavaScript လို့ခေါ်ပါတယ်ရှင်ဒါကတော့ HTML ရဲ့ပေါ့နော် basic of web developing မှာ HTML ဖြစ်တယ်အဲ့တော့ဒီ HTML ကိုပေါ့နော် Emily ကနေပြီးတော့မှအရင်ဆုံး introduction of HTML လေးထိုက်တဲ့အနေနဲ့ပေါ့နော်ရှင်းပြသွားမှာပဲဖြစ်ပါတယ်အဲ့တော့ what is HTML HTML ဆိုတာဘာလဲလို့လူတယောက်ကမေးလာတယ်ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်မေးလာကြလို့ရှိရင်နံပါတ်1အချက်နဲ့ပေါ့နော်နံပါတ်1အနေနဲ့ပြောရမှာက HTML stand for Hypertext Markup Language ဒီ HTML ဆိုတာက Hypertext Markup Language စကားလုံးလေးလုံးပါတယ် HTML ရဲ့အရှေ့ကောက်ဖြစ်ပါတယ်ပြီးလို့ရှိရင် HTML standard markup language for creating web pages ပေါ့ဒီ HTML က web pages တွေကိုအစပြုကစားပြီးရှိသေးတယ်ပြီးရှင်အမလီကနေပြီးတော့ HTML ကိုဒီ structure ပေါ့နော် web page structure လို့လည်းပြောပြီး structure ကိုဖော်ပြရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကကြတော့ HTML element of a series of elements ပေါ့နော်ဒီ HTML က consist of a series of elements ဒီ series of elements ကိုသူက consist ပေါ့နော် click ဖြစ်ပါတယ်ပြီးလို့ရှိရင် HTML ကကြတော့ HTML element လို့ပြောလိုက်တာ ਨੇ tell the browser how to display the content ဥပမာအနေနဲ့ပေါ့နော်user ကနေပြီးတော့မှာပေါ့နော်ဒီ audience ကနေပြီးတော့မှာကို food panda ငါကြော်လေးစားခြင်းနဲ့ငါဘာကာလေးစားခြင်းနဲ့ဆိုလို့ရှိရင်ကိုရီကဒီ food panda ကိုသွားမယ်အကယ်လို့ကိုရီကပေါ့နော် food panda ကိုမကြည့်ဘူးမီယူရဘာရှိလဲမသိတွေ့တာကောက်နှိမ့်လိုက်မယ်ဆိုကိုစားခြင်းတာလည်းရောက်မလာဘူးအဲ့တော့ကိုစားခြင်းတာလည်းမစားအောင်ဖြစ်သွားမယ်အဲ့တော့ဒီ how to display a content ဆိုတာကကြတော့အဲ့ဒါကိုပြောတာဥပမာအနေနဲ့ကိုကဒီဒါပဲရှိရလားငါမီနူကိုကြည့်ချင်တယ်ဆိုမီနူစီကိုသွားပြီးတော့မှကြည့်ရတာရှင်းဒါပေမဲ့ကိုကအဲ့ဒီအဆင့်ကိုမသိဘူးဆိုလို့ရှိရင် how to display the content ဆိုတာမသိဘူးဆိုလို့ရှိရင်ဘာအဲ့ကိုကမသိဘူးဒါပေမဲ့သူကဒါကိုကြတော့ HTML elements လို့ခေါ်ရပေါ့နော်ဒီ menu တွေကြည့်ဖို့ order တွေမှာဖို့ဟ
ဟိုဘက်တစ်ဖက်ကနေပြီးတော့ receive ကိုဒီကနေမှာဖို့ဒီကနေပတ်စံနေရှင်းဖို့အတွက်ကကြတော့ Emily တို့က HTML ကိုလိုအပ်ပါတယ်အဲ့ဒါကိုပြပြချင်တာပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုအနေနဲ့ကတော့ HTML element label piece of content such as this is heading သူကကြတော့ဥပမာအနေနဲ့ဒါတော့ Emily ဖြစ်ပါတယ်ဆို this is Emily you are Emily she's Emily he's Jones like that ပေါ့နော်အဲ့လိုမျိုးပြောကြတယ်ဥပမာအနေနဲ့ဒီမှာဆိုလို့ရှိရင် HTML အနေနဲ့ဆိုရင်တော့ this is heading this is paragraph this is a link this is a private link or this is a public link ဆိုပြီးတော့အဲ့လိုမျိုးသူတို့က instruction statement တွေပေးထားကြတာရှိပါတယ်ဒါပေမဲ့တစ်ခုအရင် easy ရ number 7အနေနဲ့အကြီးဆုံးက HTML is not a programming language ပေါ့နော်သူကတော့ programming language မဟုတ်ပါဘူးဒါလေးအရေးကြီးပါတယ်ရှင်အဲ့လေးကိုအမစီကိုစောက်လေးနဲ့မှာပဲပြပြမှတ်ထားပေးဖို့တော့အကြံလေးပြုချင်ပါတယ်ရှင်ဆိုတော့ဒီနေ့ကတော့ introduction of HTML ကိုပဲရှင်းပြသွားတာပဲဖြစ်ပါအဲ့တော့နောက်ဗီဒီယိုမှာပေါ့နော်ကုတ်ရင်းနေရပြီးလို့ရှိရင်ကုတ်တွေဘယ်နှခုရှိလဲဆိုတာကိုရှင်းပြသွားမှာဖြစ်ပါအဲ့တော့ bye bye